တွေကိုလေးစားလိုက်နာတော့တည်ငြိမ်အေးချမ်းမှုကိုလိုလားတော့လူပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆန္ဒပြုပါတယ်။ဒါကြောင့်အနှစ်ချုပ်အဖြစ်ပြောရရင်တပ္ပပပဝိညာတနံခတ်သိမ်းမှုသောကာယကံဝစီကံဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါပြန်လို့ PSK channel ကကြိုလိုက်ပါတယ်ကိုကျွတ်ပြောရလို့နားထောင်ကြည့်အောင်ခင်ဗျာလို့ကိုကျေးဇူးပါမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ1ရက်မင်္ဂလာနှစ်တဦးဖျားကာလဖြစ်ပါတယ်2025နှစ်ဟောင်းကုန်ဆိုလို့2026ခုနှစ်နိုင်ငံတကာပြက္ခဒိန်နှစ်တကူဇန်နဝါရီလ1ရက်နေ့နနက်ခင်းချိန်ခါမှာအားလုံးသောပြည်တော်သူမြန်မာနိုင်ငံတော်သူမြန်မာနိုင်ငံသားအားလုံးကျွန်တော်ရဲ့ TikTok ပေါ်မှာကြည့်ရှုနေကြတဲ့လူကြီးမင်းအပေါင်းအားလုံးတို့ကိုကိုစိတ်နှဖျားကျမ်းမာချမ်းသာပါစေကြောင်းမင်္ဂလာဆုမွန်ကောင်းပို့သအပ်ပါတယ်။ယနေ့2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့မင်္ဂလာ2ဦးချိန်ခါကာလမှသည်နောက်နှစ်ပေါင်းများစွာပြည်ထောင်စုမြန်မာနိုင်ငံတော်သူနိုင်ငံသားအပေါင်းနှလုံးစိတ်ဝမ်းအေးချမ်းကြ၍ကိုစိတ်နှဖျားကျမ်းမာချမ်းသာပြီးမင်္ဂလာရှိစွာနေထိုင်နိုင်သောမင်္ဂလာရှိသောလူမျိုးများဖြစ်ပါစေ။မင်္ဂလာရှိသောတိုင်းပြည်ဖြစ်ပါစေ။မင်္ဂလာရှိသောအနာဂတ်မြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်ပါစေလို့ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါတယ်။မင်္ဂလာဆိုဒီမှာမကောင်းမှုအလုံးကိုရှောင်၍ကောင်းမှုအလုံးကိုဆောင်သည်ကိုမင်္ဂလာလို့ခေါ်ပါတယ်။ဒီမင်္ဂလာတရားတော်မှာ12နှစ်ပတ်လုံးနှစ်အတူခတ်သိမ်းသူတို့ကြံစီအားထုတ်ကြတော့လဲမသိရှိနိုင်ပါဘူး။သောလောကထွတ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမင်္ဂလာတရားကိုဟောကြားရမှာတော့အနှစ်ချုပ်လိုက်တဲ့အခါမှာတပ္ပပါပဝိနာတနံတပ္ပလောကဟိတထာယလို့အကြောင်းအရာနှစ်ခုရပါတယ်ခင်ဗျာတပ္ပပါပဝိနာတနံဆိုတာခတ်သိမ်းသောမကောင်းမှုတွေကိုရှောင်ရှားခြင်းတပ္ပလောကဟိတထာယအလုံးစုံသောလောကကောင်းကျိုးကိုဆောင်ရွက်ခြင်းကိုမင်္ဂလာလို့ခေါ်ပါတယ်မြန်မာနိုင်ငံတော်သူမြန်မာနိုင်ငံသားများအနေဖြင့်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါလို့နိုင်ငံတကာကိုပဲရောက်မြန်မာနိုင်ငံကိုပဲနိုင်ငံတကာပုံကိုယ်တွေလာနှုတ်ဆက်တဲ့ဥစွာမင်္ဂလာရှိသောစကားသည်မင်္ဂလာပါခမညာမင်္ဂလာပါရှင်ဖြစ်ပါတယ်ဒါကြောင့်မိမိပြောဆိုနေသောမင်္ဂလာဟူသည်မှာမိတို့သောဂုဏ်ထုဝိသေသနှင့်ပြည့်စုံသောအနက်တိတ်ပဲရှိသည်ကိုသိရှိနိုင်ဖို့လိုအပ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့မင်္ဂလာတရားတော်မှာဥဆုံးမင်္ဂလာတုတ်တန်ရဲ့နဲ့ဆိုင်တဲ့ဖွင့်ဆိုချက်ကတော့တပ္ပပပဝိနာတနံဆိုတဲ့ခတ်သိမ်းကုန်သောမကောင်းမှုတွေကိုမပြုတ်လုမိအောင်ရှောင်ရှားခြင်းနဲ့တပ္ပလောကဟိတထာယဆိုတဲ့ခတ်သိမ်းသောကောင်းမှုတွေကိုပြုလုပ်ကြခြင်းကိုမင်္ဂလာလို့ခေါ်ပါတယ်တပ္ပပပဝိနာတနံဆိုဒီမှာမကောင်းမှုဆိုဒီမှာကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်မကောင်းသောအပြောဆိုတွေမကောင်းသောအတွေးအကြံတွေမကောင်းသောလုပ်ရက်တွေအားလုံးကိုမလုပ်ဖဲနဲ့ကောင်းသောလုပ်ရက်တွေကောင်းသောအပြောဆိုတွေကောင်းသောအတွေးအကြံတွေကိုကြံစီကြိုးကိုအားထုတ်ခြင်းကိုမင်္ဂလာလို့ခေါ်ပါတယ်။ဒါကြောင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်သူနိုင်ငံသားအားလုံးတို့သည်ယနေ့မှစ၍မကောင်းသောအတွေးအကြံများမကောင်းသောလုပ်ရက်များမကောင်းသောပြောဆိုမှုများကိုရပ်တန့်၍ကောင်းမွန်သောအတွေးအကြံများမှန်ကန်သောအယူအဆများမှန်ကန်သောအတွေးခေါ်များမှန်ကန်သောလုပ်ရက်များကိုလှုပ်ဆောင်ပြီးပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုကောင်းမွန်စွာတည်ဆောက်နိုင်ပါစေ။အနာဂတ်မြန်မာနိုင်ငံတော်ကြီးကိုလည်းဒီတက်မကတာယာဝါပြောသောစိတ်ချမ်းမြေပွေကိုချမ်းမြေပွေအန္တရာယ်ကင်းပွေနိုင်ငံတော်ကြီးတည်းအဖြစ်ပုံဖော်တည်ဆောက်နိုင်ပါစေလူသားအလုံးဒီလေမင်းနှင့်ပြည်သူလက်တွဲကူ၍တိုင်းပြည်အနာဂတ်ဖော်ဆောင်ကြရမှာဖြစ်တဲ့အတွက်မင်းကောင်းမင်းမြတ်များလည်းပေါ်ထွန်းပါစေပြည်သူပြည်သားများသည်လည်းအတိမန်အမြင်မှန်များဖြင့်ရင်ကျေးသိမ်မွေသောရိုသားသောတရားဥပဒေကိုလေးစားလိုက်နာသောတည်ငြိမ်အေးချမ်းမှုကိုလိုလားသောလူပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆန္ဒပြုပါတယ်။ဒါကြောင့်အနှစ်ချုပ်အဖြစ်ပြောရရင်တပ္ပပပဝိညာတနံခတ်သိမ်းမှုသောကာယကံဝစီကံမနောကံမကောင်းမှုတွေကိုရှောင်ရှား၍တပ္ပလောကဟိတထာယခတ်သိမ်းသောကောင်းမှုကုသိုလ်ထူးထူးတို့ကိုယနေ့မှစပြုလုပ်နိုင်၍ပုံဖော်နိုင်ကြပါသည်။ဒါကြောင့်မင်္ဂလာတရားတော်မှာအာတေဝနာစပါဠနံပဏိတန်နိသတေဝနာပူဇာစပူဇနေယနံဆိုတဲ့မင်္ဂလာမှစ၍ဖုဒ္ဒတလောကဓမ္မိစိတ်တရတနတ်ကံမတိအာတောကံဝိရိဇံခိမမဆုံးတဲ့လောကုတ္တရာမင်္ဂလာ38ပါးကိုအနှစ်ချုပ်တဲ့အခါမြတ်ဗုဒ္ဓရဲ့တရားဒေသနာစီနှစ်သည်တပ္ပပပဝိနာတနံဖြစ်တဲ့အတွက်ခတ်သိမ်းကုန်သောစိတ်ဤညဉ့်နွမ်းမကောင်းမှုနှုတ်ဤညဉ့်နွမ်းမကောင်းသောစကားများကိုယ်ဤပြုမှုမကောင်းသောရိုင်းဆိုင်သောပြုမှုများဟုဆိုသောကာယကံဝစီကံမနောကံဒုစရိုက်များကိုပယ်ခွာရှောင်ရှား၍ကောင်းမွန်သောအတွေးကြံများရိုးသားသောကောင်းမွန်သောနှုတ်ထွက်စကားများမှန်ကန်သောလုပ်ရများအနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်ပါစေကြောင်းဆန္ဒပြုဆုမွန်ကောင်းတောင်းရင်းဖြင့်ဤ2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့မင်္ဂလာနံနက်ခင်းနှစ်တကူနှစ်ဦး
မင်္ဂလာဆုတောင်းစကားကိုဤနေရာမှာညီကုန်းချုပ်အပ်ပါတယ်တပ္ပပါပဝိညာတနံတပ္ပလောကဟိတထာယမင်္ဂလံတံပနာမဟေကောင်းမွန်စွာကြင်ကြံကျုပ်ကိုပွားများအထုတ်နိုင်ကြပါစေကြောင်းဆန္ဒပြုဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ